တထုံးရလားအမဟုတ်ပါဘူးဗျာကြီးကျွန်တော်မော်လမြိုင်ဘက်ကပါဦးစင်းနန္ဒီကတထုံးရပဲတို့တာစီကပြောင်းသွားတာကြာမြင့်ပြီပဲဟုတ်ပါတယ်ဗျာကြီးကျွန်တော်နဲ့ဦးစင်းနဲ့ကမော်လမြိုင်မှာတိကြတာဒီစာထဲမှာတော့မင်းကိုကူညီပါလို့ရေးထားတယ်ငါဘာကူညီရမှာကျွန်တော်အလုပ်လုပ်ချင်လို့ပါဦးစင်းကမရှိလီသွားဆိုပြီးကျွန်တော်လာတာအေးလေမင်းကဒီမှာဘာအလုပ်လုပ်ချင်တာရမယ်ဆိုတော့လူမိုက်လုပ်ချင်တယ်လူမိုက်လုပ်ဖို့ဆိုတာမလွယ်ဘူးကွာဟုတ်ပါတယ်လေကျွန်တော်ကလည်းရမယ်ဆိုရင်ပြောတာပါမရဘူးဆိုတော့လေပုံပြမောင်းမယ်ဗျာပုံပြမောင်းမယ်ဟုတ်လားဟုတ်တယ်လေပုံပြမောင်းမယ်ဘာလဲပုံပြဩခက်ရောပါကြီးอ่ะအဲ့ဒါပုံပြပေါ့ပုံပြအဲ့ဒါလွတ်သွားပြီဒုက္ခလိုက်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 你别讲了，你讲了，别让我拿来吧。这个没讲好吧？哎，对不对？不对，你讲啥呢？你讲个拍，中个拍，就这么讲究。好。
နာမည်ဘုံပြမဟုတ်ဘူးဘာမောင်ဘာမောင် ဘာမောင်ဘုံကြဘာမောင်ကဘုံကြဘာမောင်ဘောကြတယ်ကွာ ကဲစိုးမလားကွာ ကဲငါတူမင်းပြောသလိုလူပိုင်လဲလုံးမစားနဲ့တော့အဲ့ဒီဘုံပြအေးတို့ရှိမှတော့မြင်းလဲပေါ့ကွာအဲ့ဒီမြင်းလဲတဲ့မြင်းယူပြီးမောင်းပြီတော့ဘုံကြဘာမောင်ကွာဟဲ့ဘုံကြဘာမောင်ဘုံကြဘာမောင်ခိုင်းကျွန်တော်ဝါမတွေကလမ်းတော့တုံးပြီဘယ်ဒီတော့ဝေးရအောင် ဟောအဲ့ဒီလမ်းကြောင်းပြအောင်လားကွာဒီလိုပြတ်ပြတ် ပြီလားဆရာမလေးတွေဒီသံမျိုးပေါ်မှာတော့အချောဆုံးအလားဆုံးငါသဘောအကျဆုံးကွာ ဒီလိုဘာအားလဲလာပြောနာ ရှင်းမဲ့စကားစိုက်မဲ့စကားပြောမလို့လေမလေးသူတို့သိတယ်ဟဲ့ဟမ်ဒီမျိုးကအေးစစ်စစ်မြင်းလဲမောင်းမသားကြဘူးလားမုန်းတာဗျာအေးစစ်စစ်မြင်းလဲမောင်းစားချင်တာပေါ့ဗျာအေးစစ်စစ်မြင်းလဲမောင်းစားချင်မင်းမတော့ပိတ်တာဟုတ်ဘယ်ကတော့ပိတ်ထားလို့ပဲဖြစ်မလဲဗျာသိချင်တာတော့မေးရမှာပဲဘယ်နဲ့ဗျာကိုဗမာမျိုးသမီးလေးတယောက်ပဲဥစ္စာကိုဟမ်ဟဲ့ဒီတော့ဘာလို့လဲမှတ်နေအဲ့တော့ဇာဝီမောင်အောင်လို့ခေါ်တယ်မမြင်ဘူးတရားကြည့်တာကြည့်ချင်မှာဘူးဘာလို့မှဒါပေမဲ့သိတော့သိချင်တယ်ဇာဝီမောင်အောင်ဆိုတာဘာလို့တာလဲကြမင်းကမြင်လဲမောင်ပြီးတော်နုံတော်အားရကောင်မငါရဲ့ဇာဝီဒုက္ခကောင်းမရွေးဘူးကွာမင်းလိုဦးကြောင်ကြောင်ကောင်တွေရဲ့ခေါင်းကိုရိုက်ခွဲလာတာမြင်လဲသမားတိုင်းကိုမေးကြည့်မင်းမကြည့်ပါဘူးယုံပါတယ်ဗျာဒါပေမဲ့ဒီမှာဒုက္ခနည်းနည်းတော့မာတယ်ဗျအဲ့တော့ခင်ဗျားမျိုးပြင်ပါ
မင်းကလေးကိုလည်းမလောက်ရှင်းပါနဲ့ခင်များပါလားခင်များဒါဝီမောင်အောင်မကလို့ဘူးမောင်အောင်ပဲဖြစ်ဖြစ်ကျုပ်ကတော့ဂီးမဆိုင်ဘူးရှင်းပါခင်ဗျာတို့မင်းကပြင်ချအောင်မင်းဘယ်လောက်မိုက်လို့လဲအာဘယ်လောက်မိုက်လဲဒီဟာဒီရတဲ့ဒါဝီမောင်ငါလည်းပုံပြကောင်းအသိလားထားလို့စေကောင်းထားတယ်မိတ်ဆက်ပေးကြည့်လို့ပါဟုတ်ကျွန်းတပေါက်ဘွားလွတ်မြောက်အောင်အသုံးမချပဲအတိတ်ပဲမရှိမှဒီလိုကောင်မျိုးကိုမောင်မမောင်ကဆုံးမလွှတ်လိုက်တာတော်တော်ဖြစ်ကျေးဇူးတင်လိုက်တာကွယ်မမေကိုဘမောင်ကလွန်မြိုင်ငားတဲ့ဟုတ်လားဒီမြို့မှာလူစိမ်းတယောက်ပဲသူညီလေးမောင်ကလည်းမကြသေးဘူးမမေပြီးတော့လေကိုမြမအဖိုးဘွားဦးဒီနဲ့မရှိစင်းတဲ့လူတွေကိုလည်းပတ်စံမယူပဲနဲ့ကိုကြီးလေးမမေတခြားမင်းနဲ့သမားတွေတူမမေရဲ့ကောင်းတာပေါ့ကောင်းတာပေါ့ကိုလူမျိုးကိုချစ်ရမှာပေါ့ကွအခုလိုမဟုတ်မခံတဲ့စိတ်ဓာတ်ကိုတို့တော့ချီးကျူးတယ်မဟုတ်ရင်မခံတဲ့စိတ်ကတော့ဗျာငွေကလေးကပါလာတာဗျာလူမိုက်လှုပ်ရှားရင်စားလာတယ်ဆိုလို့ပထမလူမိုက်လှုပ်ရှားမလို့မြင်းစည်းလေးကျွမ်းကျင်တယ်လေအခုမြင်းလေးမောင်းနေတယ်တို့မှလူငယ်တွေရရအလုပ်ဝင်လို့ကလာနေရမှာအစားဝင်မဟုတ်မခံတဲ့စိတ်ဓာတ်တွေငွေရမယ်
ဩဒေါ်ရောသားယောက်ျားဖြစ်လိုက်ချင်တာပဲကွယ်မွေးလာတော့လဲမင်းကလေးမမေကိုဘာမောင်တခုတက်ရအောင်လေအဲဟုတ်သားပဲတီတီရဲ့ရှင်မမေတပည့်ရမို့ယူလာလေသမီးဟုတ်ကဲ့မမေဒေါ်လေးကယောက်ျားမဖြစ်တာဘူးစိတ်မကောင်းဖြစ်နေလားဘာဖြစ်လို့လဲစိတ်သွားတဲ့ကိုမပါလို့ပေါ့ကွယ်အခုချိန်ဟာအင်္ဂလိပ်ကအခက်ဗမာကအချက်တို့ဗမာတွေအမတန်အရေးကြီးနေတဲ့အချိန်မှာအခုလိုအရေးကြီးတဲ့အချိန်မှာဒေါ်တော်ကမိမသားဖြစ်နေတော့ကိုအားကိုမရဘူးကွယ်ကဲမောင်မောင်တဖေးလေးသုံးဆောင်လိုက်ပါအောင်တင်းတင်းရဲ့လက်တော့ဘွားပါယူခဲ့ပါကွယ်ကဲကိုမမဒီစိတ်လေးအေးလို့လို့စောင်းလိုက်ပါဟုတ်ကဲ့မောင်လည်းစောင်းတော့ဟုတ်ကဲ့ဘာလဲအခုလည်းကဆက်ပြောပါအေးအင်္ဂလိပ်မျက်နှာဖြူရဲ့ခင်းနစ်ထုတ်ချင်မှုမခံနိုင်လို့မနစ်ကအာလာဝကတခင်ဖိုးလာကြီးခေါင်းဆောင်ပြီးရေနာမြေကနေရန်ကုန်အထိမိုင်ပေါင်း400ကျော်ရှည်လျားတဲ့ခရီးရှည်ကြီးမှာဌာနပြလမ်းလျှောက်လာတာလေမမောင်လေးကြားလိုက်မှာပေါ့ကွယ်ကြားတော့ကြားလိုက်တယ်ဒါနဲ့ကျွန်တော်တေးချာမသိဘူးတော်လေးအေးလက်နဲ့ဆိုလို့အတူတချောင်းတောင်မပါဘူးငါးပါးတီလာခံယူပြီးကိုတရဏဂုံတေးပြီးလာတဲ့လူလမ်းကနေပြီးအင်မတန်ရက်ဆက်ကြမ်းထုတ်တဲ့အင်္ဂလိပ်အစိုးရကလမ်းစုနဲ့တော့နံပါတ်တုံးနဲ့ရိုက်ရင်းနဲ့တိုက်တာတမန်နဲ့ပြစ်အဲ့ဒီမြင်ကွင်းကြီးကိုတော့မြင်ရတာအင်မတန်မှဒေါ်လာဖြစ်လို့တော်လေးမြေကြခဲ့မိတယ်မြေကြခဲ့မိတယ်ကဲဘာမောင်ဒေါ်လာမင်းမဖြစ်ရတာအာမလို့အာမရဖြစ်ရတဲ့ဥစ္စာဘာဖြစ်လို့ဆိုတာမမနားလည်မလားဟုတ်ကဲ့ဒေါ်လေးကျွန်တော်နားလည်ပါပြီဒေါ်လေးပြောပြတော့နိုင်ငံရေးကုသရာကြီးကျွန်တော်အများကြီးရတယ်ကိုထင်ကျော်မောင်မောင်ပြစ်ချက်ပေးအောင်မယ်ဒါတော့ခင်မကိုထင်ကျော်နဲ့မောင်ဟုတ်ကဲ့ကျွန်တော်ဘာမောင်ပါခင်ဗျကျွန်တော်မြင်းလဲမောင်းလဲခင်ဗျဩမောင်မောင်လေလားဟုတ်ကဲ့ခင်ဗျမောင်တို့ပြောရမှာအားတော့နာပါတယ်ကွယ်မောင်အတွက်တောင်းမကြည့်ဘူးဆိုလို့ရှိရင်သမီးလေးကိုကျောင်းသွားကျောင်းပြန်အတွက်လေအဲ့ဒါမောင်ပို့ပေးပါကွယ်ကူညီပေးနိုင်မလားတော့တောင်းမှနာပါဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပို့ပေးပါမယ်ခင်ဗျာအေးကျေးဇူးပဲကွယ်ဟုတ်ကဲ့ခင်ဗျာညလဲမောင်းရတာအဆင်ပြေရလားကွာပြေလေတာတော့မပြောနဲ့တော့ဘာကြီးဘာမောင်မြင်းနဲ့မှလူကတော့အပြည့်ပဲခါလီဆိုတာမရှိဘူးဒါကြောင့်မလို့တခြားမြင်းနဲ့သမားတွေကဘာမောင်လေမနာလိုဘလို့စိတ်တွေတော့ဖြစ်နေတာဘာရဩပြည်ပန်းညူတယ်ဒါကတော့ငါကုသိုလ်မြတ်တာစေတနာအကျိုးကျေးဇူးကြောင့်ဖြစ်လာတာပဲငါဘယ်နဲ့တတ်နိုင်မှာတော့ပြောဘာမောင်မင်းဒီညနေမင်းမြင်းတဲ့ပုံမှာလူမိုက်ဇာဝီမောင်အောင်တို့နဲ့မင်းနဲ့စကားများပြီးတော့ထူးခြားကြည့်ကြတယ်လို့ခေတ်မှာပြောနေပါလားကွာအဲ့ဒါကြည့်တယ်လူပောင်ကွာဟာမင်းရတယ်ကွာဒီမှာငါတူလားဘာကြီးပြောမယ်တို့လုပ်ငန်းကအများနဲ့ဆက်ဆံရတဲ့အလုပ်ဆိုတော့တန်းကြီးခံစိန်မွေးရတယ်ကွာတော်ုံတောင်ပတ်စံပေးလဲယူလိုက်အေးပတ်စံမပါဘူးဆိုလဲလိုက်ပို့လိုက်ပေါ့ကွာဟုတ်ပါတယ်ဘာကြီးပြောတာကိုကျွန်တော်လက်ခံပါ
ဒါမဲ့အခုကိစ္စဒီလိုမဟုတ်ဘူးပါကြီးဘယ်လိုဖြစ်လို့အဲ့ဒီဇာဝီမောင်အုံးဆိုတဲ့ကောင်ကသူ့ကိုယ်သူလူမိုက်ဆိုပြီးကျွန်တော်မြင်းလဲပေါ်ပါလာတဲ့ကျောင်းဆီယမလေးကိုစော်ကားမော်ကားလို့ကျွန်တော်ကမခံကျင်တာနဲ့စုံမလွတ်လိုက်အမြင်မတော်လို့အေးအဲ့ဒီစိတ်ဓာတ်ကိုတော့ဘာကြီးကြိုက်ပြီကွာအဲ့ဒီစိတ်ဓာတ်မျိုးကလူမှုရေးကိုနားလေတဲ့စိတ်ဓာတ်ကွာဒါပေမဲ့လူမိုက်တွေရဲ့အန္တရာယ်ကိုတော့သတိထားပြီးရှောင်ပေါ်ငါတူရဟုတ်ကဲ့ပါပါကြီးကျွန်တော်မှန်တာပြောတာဗျာနော်။ရမလေးတို့မိသားစုနဲ့တွေ့ရတာကျွန်တော်ဘုသိအဖို့တန်တာပဲဗျာ။ရမလေးမမေပြောတဲ့စကားတွေကကျွန်တော်ခဏရဲ့ကြီးမလေးလာလို့မသိခဲ့ရသေးတာတွေနိုင်ငံရေးဘုရားကြီးကျွန်တော်အများကြီးရတယ်ဗျာ။ကိုလူမျိုးချစ်ရမယ်ဆိုတဲ့စိတ်တွေလည်းရင်းထဲမှာတပွားပွားပေါ်လာတယ်။တကယ်ပဲဗျာဆရာမလေးတို့မိသားစုကိုကျွန်တော်သိကျေးဇူးတင်တာပဲ။ဆရာမလေးရဲ့မမေကနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်ပြင်းထန်မှုရတယ်နော်ဟုတ်တယ်ကိုပါနော်မမေကရင်းရတော့တခင်မကြီးပေါ့အခုတော့ကျမ်းမာရေးမကောင်းတာနဲ့အနားယူနေရတာလေဟဲ့ဘယ်နဲ့ကိုပါမညနေဒီနိုင်ခွဲတိုင်းတင်မွန်စိတ်မှာလာချင်နော်စိတ်ကြငါကြိုပါမယ်ဆရာမလေးကဘယ်နှတန်းမှစာပြလဲခုနတန်းမှာပါကူပါမညုံမအကြောင်းပါနော်ဟုတ်ကဲ့ဆရာမလေးကျွန်တော်အင်္ဂလိပ်စာသင်မပေးနိုင်ဘူးလားအော်ကူပါမောင်ကအင်္ဂလိပ်စာတတ်ချင်လို့လားဩတတ်ချင်တာပေါ့ဗျကျွန်တော်လဲဟိုလူကြီးတွေလို့ဘုတ်ဘက်ထိုးချက်တွေကပြောချင်တာပေါ့ဗျကူပါမောင်အင်္ဂလိပ်စာတကယ်တတ်ချင်တင်းနေကသင်ပေးမှာပေါ့ဒီလိုဆိုရင်ကိုဘမောင်အားလို့ရှိရင်သမီးတို့အိမ်လာခဲ့လေတင်ပေးမယ်ဝန်တာလိုက်တာဗျာတကယ်ပါပဲဆရာမလေးကအဲ့ရတော့ဒီရဲ့တော့မောင်မောင်ကင်မလာပြီဟိုမှာကျန်သေးတယ်မမေရဲ့အဲ့ဒါလည်းယူမလားနဲ့ဒီကပိုတာတွေလည်းပြန်ယူသွားကဲမောင်ဒီလေးချမ်းလေးပါလေတောင်းလားလာမောင်ထိုင်တယ်မမေရဲ့ကူပါမောင်ကသမီးတို့စီကိုခင်းလို့လာနေတာသမီးတို့ကစီးပြီးခိုင်းတယ်လို့ဖြစ်နေကူပါမောင်ကနောက်လာမလဲရဲပဲနေပါဦးနဲ့ဒီဟုတ်သားပဲကိစ္စမရှိပါဘူးတင်းတင်းရဒီလောက်ကလေးလောက်ရတာရင်းလဲမောင်းတော့မပင်မမဘူးကြာဒီအိမ်မှာလဲဥကလွဲအားလုံးကမိမတွေကြီးပဲမလားကျွန်တော်ကူညီရမှာပေါ့
ပြီးတော့ဒေါ်တော်နဲ့စကားပြောရတာလေကျွန်တော်မသိသေးတာကျွန်တော်မကြားသေးတဲ့နိုင်ငံရေးဘူးသားတွေအများကြီးဒေါ်လေးကျွန်တော်အများကြီးကျေးဇူးတင်နေများအေးမောင်မလို့တွတ်လက်လက်တက်ကြွရှိတဲ့လူငယ်မျိုးကိုအတော်ကလေချစ်လဲချစ်တယ်အားလဲကိုဒေါ်လေးဒီနေ့ကကျွန်တော်ပြောပြရတယ်ဟိုချစ်တရားကလားတွေကျွန်တော်ဆက်ပြောပြစမ်းပါဗျာကျွန်တော်သိစိတ်ဝင်စားတယ်ဒီကောင်လေးအကြောင်းစဉ်းစားကျွန်တော်အဲ့လိုကိုမရဘူးတညာလုံးအေးကွယ်တို့ဗမာပြည်တဲ့ကိုချစ်တရားဆိုတဲ့အိန္ဒိယတောင်ပိုင်းကချစ်တီကလားတွေအင်္ဂလိပ်ကခေါ်လာတာဒါအဆိုးဆုံးပဲဟိအဲ့ဒီချစ်တီကလားတွေကတို့ဗမာတွေလဲဖြစ်ညှစ်နိုင်ဖို့ဆိုပြီးအင်္ဂလိပ်ဘန်တိုက်ကအဲ့ဒီချစ်တီကလားတွေငွေချီးပေးတယ်လေတရားကို၄ချက်၈ချက်အတိုးယူဟောအဲ့ဒီကလားတွေကတို့ဗမာတွေအပေါ်တရားကို20အစိတ်အဲ့ဒီလိုအတိုးနဲ့အဆမတန်ငွေချီးစားကြတယ်စဘာပဲနဲ့လေအပေါင်ခံသေးတယ်ကိုရွေးတွေကိုပြန်မဆက်နိုင်တဲ့အချိန်ကြတော့ချစ်တီးတွေရဲ့လက်ထဲကိုတို့ဗမာရဲ့စဘာတွေလဲတွေကျွဲတွေနွားတွေလှဲတွေအကုန်ရောက်ကုန်တာပို့လေကိုမမောင်ဆောက်ကိုကြည့်လေအတန်ထွက်မှအောင်စလုံးပေါင်းပြီးတစ်ခေါက်ပြန်ဖတ်ကြည့်ပါဦးG O A T G O A T G O A T GOAD လေဘေးအိုးကိုမမောင်ကလည်းမိသွားပြီလား GOAD goat လေဒီဦးလေတင်းတဲ့လူလောက်ရတော့လေဘေးလို့ပြောမိတာပေါ့ကြည်စမ်းစာတင်နေတဲ့အချိန်မှာဆရာမလို့ခေါ်ရမယ်လေဟုတ်တော့ကျွန်တော်မှားသွားတယ်ဆရာမတင်းနေလို့ပဲခေါ်နော်ကောင်းပါလေအဲ့ဒီနာမည်တင်းတင်းမှန်ကောင်းတယ်ကျွန်တော်တို့တင်းတင်းလို့ခေါ်ရင်ကဲပါတော်စကားလေးရှိမယ်နောက်တစ်ခုတင်ရအောင်မင်းကစကားနဲ့ပြောစရာရှိတယ်။ဘာလို့များပြောစရာရှိတယ်ကိုထင်လဲ။တခြားတော့မဟုတ်ပါဘူးကွာ။မြင်းလဲမောင်းတဲ့ကောင်လေးဗတ်မောင်ဆိုတဲ့ကောင်လေးလေ။အဲ့ဒီကောင်လေးနဲ့သမီးနဲ့အနေထိုင်ဆင်ခြင်ဖို့တတိပေးဖို့လိုတယ်ထင်လို့။အေးကိုယ်အနေနဲ့ပြောတာတဲ့မင်းအနေနဲ့တတိပေးတာပုံပြီးတင့်တော်မယ်ထင်တယ်။နော်။အော်ကိုထင်ကျော်ရဲ့သမီးအနေနဲ့ဒီလိုမဟုတ်ရှာပါဘူးကိုတငယ်လေးကလည်းရိုးသားသားခင်ခင်မင်မင်နေတတ်လို့ပါသမီးအနေနဲ့ဆရာမကြောက်လုံးဖြစ်နေပြီပဲအဆိုးအကောင်းသူ့ဟာသူဆုံးမြတ်နေနေအရင်ချင်းရှိနေပါပြီဒီပါကွာဘာမှမဖြစ်လဲပြီးတာကွာဟေးဘာလဲခါလာပြီပါသမီးခုလိုက်မကောင်းဘူးနော်ကောင်းပါဘူးဖတ်ရှိတယ်ကဘာလို့ဆက်ထားလဲမသိဘူးမမလို့လာနေပြီ
sick fellow? I don't know. ဒီမှာမိတ်ဆွေရက်ကလေးဘာလို့မတော့ဘူးလားတို့ရမတော့တော့ဘူး မင်းမတော့တတ်ရင်တို့ကတော့တတ်တယ်မင်းတို့ကိုရစ်တိုက်ပါ အဲ့ဒီကိုယ်ကတော့ကိုယ်တော့ပေါ့ မင်းကြီးရတာဒီမြို့မှာလူသစ်နေတယ်ဟုတ်လားတို့အရေးတော့ချင်လို့ရှိရင်တို့ပိုက်ဆံနဲ့တို့ဘယ်တော့မှမတော့ဘူးသူများတိုက်သွားတာကြီး သူများကဘာလို့မျိုးလဲခုနကတော့ဘူလူပြောတာ အေးဟုတ်တယ်အခုမင်းသားလျော်ဘာလို့ပြောတို့အရေးတော့ချင်မင်းတိုက်ပါ မင်းတို့ကဘူလူပြောတော့မင်းတို့ငါပါဠိလိုပြန်ပြောငါဘုန်းကြီးကျောင်းသားဆိုပါဠိလိုနည်းနည်းတက် စူးစမ်းမအောင် အသေးဝရကဘာလာနန် ဘာလဲအတိပဲ လက်ပဲမခေါ်ဘူးအနဲ့ပေးရလို့ခေါ်လေနားတော့ဘာလာနန်တောမြောက်တောင်မြောက်မင်းတို့လိုလူမိုက်တွေကိုအသေးဝရကကိုလက်ကြီးနဲ့ပုံဆုံးမရတယ်ပေါ့ ဒီဆိုင်မှာလူမရှိသေးလားလူမရှိသေးထွက်ခဲ့ပါဟိုလူကျင်တော်တို့နောက်ထပ်လူမရှိသေးလေပြောလိုက်ငါနာမည်ပါမောင်ပုံပြပါအောင်ဆိုတာငါပဲကွာပုံပြပါမောင်နဲ့တွဲကြည့်နေတာတော်ပဲကွာဟာဟောရဆရာကြီးဝါဆိုင်တက်စီလားသူ့ဘက်ဟုတ်ဆရာဘယ်လိုဖြစ်လဲကျွန်တော်မခောက်ဆွဲစားနေလို့ဆရာသူတို့တော့ဆိုင်ထဲဝင်လာပြီကျွန်တော်အနိုင်ကျင့်တယ်ဆရာသူကအနိုင်ကျင့်တာပဲဖြစ်ဖြစ်မင်းကအနိုင်ကျင့်တာပဲဖြစ်ဖြစ်လောလောဆယ်တို့နဲ့ကန်ဆက်လိုက်ခဲ့ဟောဆရာကြီးခေါ်တော့ပါဆရာကြီးကြာကြာထားဝါဆိုင်ကုန်လေးနဲ့အခုလည်းကြည့်ပါဦးဆော့ကုန်လေးဒီဟေးပါခဏလိုက်ခဲ့ပါပါဒီကလည်းခေါ်ပါပါဆရာဒီကလည်းခေါ်ပါပါနွေနှံမြည့်ကြံဝတ္တပေါခါုံပြမိုင်းဆန်းယူကံဝေညာနာရွှေရောင်လျက်နဲ့ခွေအားမင်းရချက်စင်ဝေနဲ့မောင်ပြတိမ်တို့ရွှေပြောင်းလေးလေးလောင်းရာရွေကမြေမကျဲလျက်ပလဲရင်ငေးစေဖြန်းပဲ့ဆွေရွာညူဖုံလေးကြံလေရုပ်ကြောင်ရဲ့ညာရွှေရောင်ရောတိုင်း
ကြပြုံးလာတလျာတာတွေ့ရင်လည်းပါကိုဘမောင်ဟာမြင်းလေသမားဆိုပေမဲ့ယူသားတယ်တစ်ခါသားကိုအမြဲကူညီခြင်းနဲ့မျိုးချစ်စိတ်လေးအပြည့်ရှိတယ်ဒါကြောင့်လေမမေကသူ့အပေါ်တူတယောက်သားတယောက်လိုချစ်လေချစ်တယ်အားလေကိုတယ်ကိုဘမောင်ကလည်းမမေကိုအမြဲချစ်ခင်နေစားယူတည်ခဲ့တဲ့လူတယောက်ပါအဲ့ဒီလူသူ့အပေါ်ယုံကြည်ခဲ့တဲ့မမေကိုသူတတ်တယ်ဆိုတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူးဒေါ်လေးရဲ့အိုးသူမတတ်ရင်ဘယ်သူတတ်မှာလဲအဲ့ဒါတော့တကယ်လည်းဘယ်လိုစဉ်းစားမှမသိတော့ဘူးဒေါ်လေးလူဆိုတာဘယ်ပြောနိုင်မှမလဲတူမကြီးရဲ့လူယုံတတ်တယ်ဆိုတာဒါမျိုးပေါ့ကွကဲညနေလာပါပြီတူမကြီးလည်းအိတ်တော့အကိုကြီးကိုထင်ရောတယောက်လေဒါလောက်ညနေမှာတော့ပြန်လာတော့မှမဟုတ်ပါဘူးအကိုကြီးလည်းအခုတလုံးအိမ်ကိုကတ်တယ်ကိုမရှိဘူးဒေါ်လေးရေဖေဖေလေးသူ့ယုံကိစ္စနဲ့မမေအတွက်အမှုကိစ္စအတွက်လဲရနေဆိုတော့သူခင်ဗျာအိမ်ကိုပဲပြန်လာနိုင်ရှာပါမလဲကဲပါကွယ်ညနေလာပြီတူမကြီးလည်းအိတ်တော့ဒေါ်လေးတကားကြီးရှောက်ပြလိုက်ဦးနော်ထွက်သွားလာနေတာကတော့ရင်းလေသမားမောင်ဖမောင်ကျော်ပဲရှိဘုံပြတ်ပါမောင်ဟုတ်တယ်ဘုံပြတ်ပါမောင်ကိုမင်းရင်းလေသမားဘုံပြတ်ပါမောင်ဆိုဘာမောင်လဲကျွန်တော်အထင်ကတော့လေတည်သွားတဲ့ကျွန်တော်သမီးဟာမောင်ပါမောင်ကိုအိမ်ကိုခေါ်ပြီးသုံးမစရာရှိတာသုံးမပါလိမ့်မယ်အဲ့ဒါကိုမခံရင်ဒေါသထွက်ပြီးတော့အဲ့ဒီချိန်မှာပဲကျွန်တော်ကလည်းပြန်လာတော့သူကျွန်တော်နဲ့တိုးတာနဲ့ထွက်ပြေးတာနဲ့တူတယ်ကျွန်တော်အဲ့လိုထင်တာပဲလေနောက်လည်းဘာမှမပြောတတ်တော့ဟယ်လို operator ကျွန်တော်ဆေးရုံကြီးကညီခဲ့တဲ့မော်ချူရီကိုကျွန်တော်တွေ့ဟုတ်ဟယ်လိုမော်ချူရီရလားခင်ဗျာကျွန်တော်ဒေါက်တာတောင်းဝင်းနဲ့စကားပြောချင်တယ်ဒေါက်တာတောင်းဝင်းဟုတ်ကဲ့အခုစကားပြန်ဒေါက်တာတောင်းဝင်းလားဒေါက်တာကျွန်တော်ကစောင်းလင်းနေမှာပါ Hello how are you good morning sir တခြားမဟုတ်ဘူးဆရာဟိုဒေါက်ခင်ပြောတဲ့ postmortem လုပ်တဲ့ results ကိုကျွန်တော်သိချင်တယ် detail ပေါ့နည်းနည်းရေးကြည့်နေကျွန်တော်ဟုတ်ကဲ့ရမယ်လားဟုတ်ကဲ့thank you very much. Okay. Bye bye. 毛旭，毛旭，哈，谁呀？我谁？太阳谁？毛妈爹个，我媳妇儿谁？毛妈的，毛妈，这谁来了呀？对吧？啊，谁公的嘛？
哎，啊，姐，你搞什么姐？你也谈了新毕业了没？一般姐，王旭技术上，我都新毕业的。王旭，我现在就一年多这个。好大个钱，看哪钱？对个。姐，今天我们给啥？哎，ဒီကိစ္စကြောင့်ပါလားအခုဘယ်လိုဖြစ်နေလဲလို့ဆိုကြလို့ရှိရင်ဒေါ်ခင်မျိုးတင်သေးတာကမင်းထင်ထားသလိုကျူစောင်းကဒါရကြောင့်တွေးလွန်ပြီးတော့ကသိတယ်လို့မင်းထင်ထားတယ်ဟုတ်တယ်မလားဟမ်မဟုတ်ဘူးဒါကြောင့်သေးတာမဟုတ်ဘူးအဲ့ဒီတော့ကဒေါ်ခင်မျိုးတင် channel ကိုမင်းရောက်တဲ့အချိန်ကစပြီးတော့ကသူ့အလောင်းပေးကိုမင်းရောက်သွားတယ်အထိဒေါ်ခင်မျိုးတင်ရဲ့ပတ်ဝန်းကျင်မှာမင်းဘာတွေတွေ့တယ်ဆိုတာကိုစဉ်းစားပြီးတော့ငါ့ကိုပြောဒီကိစ္စဟာမင်းတို့အရေးမကြီးတာဖြစ်ချင်လည်းဖြစ်မှာပေါ့ကွာဒါပေမဲ့ငါအတွက်တနေ့အရေးကြီးတာဖြစ်ချင်ဖြစ်လာလိမ့်မယ်ဟုတ်တယ်မလားဒါရမစဉ်းစားဟုတ်ကဲ့ကျွန်တော်တွေးခဲ့တဲ့မြတ်အကုန်လုံးကိုဆရာကျွန်တော်အကုန်လုံးပြောပြပါမယ်ပြောလဲရမှာမှုရဲ့ငါထွက်ဖို့ဘလောက်ခက်တယ်ဆိုတာသိလားဟမ်ခုတော့နင်းနေဈေးသွားတော့လစ်လာတာကဲပြောကြရှိတယ်ဆိုနင်းနေပြောလေဘာပြောမလို့လဲဟိုဒီလိုလေဟိုစားမမှုနဲ့ကိုနဲ့လေအတူနေကြတယ်မမှုရဲ့ဟမ်ဘယ်တော့နေရမလဲပြောစမ်းတူနေချင်းအောင်ရှင်စုဆောင်တဲ့ငွေတွေကဘမလဲပြီးတော့နေစရာထိုင်စရာအိမ်အောင်ဘမရှိလို့လေဟိုဒါတွေတွေးပြီးပူမိစမ်းမှလည်းကွာဒီတစ်ခေါက်ငါတကယ်ချင်းဝါပေါင်မျှော်ပြီးပြန်လာလို့ရှိရင်ငါအတွက်အိမ်တလုံးစာဝါတွေပြီးမယ်တဲ့ကွာပြီးတော့လေဟောဒီဘာကြီးဖုန်းကြီးပေးထားတဲ့ဒီလက်စုပ်ကလေးကိုရောင်းလိုက်လို့ရှိရင်ငွေတွေကမနေဘူးရဒီအတွက်ပူမိစမ်းပါကွာရှင်အဲ့ဒီလိုယူသလိုပေါ်တယ်လုံနေလို့မင်းကရှင်ကိုကြည့်မရတာသိရလားအင်းမလေးရှင်ဒီလိုပဲအေးဆက်လုံနေပါမကြခင်အမေကကျမကိုစံစစ်ပန်ရှင်ချစ်တီကလားတယောက်နဲ့ပေးသားတော့မှာဒါလိုရှင်သိရလားဟင်ဟုတ်ဒါကောင်းတာပေါ့ဘာဖြစ်လဲကျမကိုချစ်တီနဲ့ပေးသားမှာကောင်းတယ်ပေါ့ကျိုးရပါကိုရွှေငါကြလွဲသွားလို့အောင်ကိုရှိဘယ်လိုမှမောင်းနေနော်ကိုရှိကလေဟိုကိုရွှေနဲ့ပေးစားမယ်အောင်မလို့မှားပြီးတော့ပြောမလားဘယ်လိုမှမောင်းနေအဲ့ဒါဆိုလူလူကြမလဲကိုရွှေဒါတော့မဟုတ်ရဲ့မင်းအမေကိုရောက်ခမလောင်းကြီးကငွေသိမ့်မဲ့လုံးအားကြီးတာဘူးကွာမင်းစဉ်းစားကြည့်လားဒီချစ်တီးရုံနဲ့ကိုယ့်ရုံနဲ့ဘာဆိုင်တာမှလို့ထားသည်လားဒါတော့ကိုကနေ့စဉ်ရေးမှမချိုးလို့အဲ့ဒီလိုမနေနဲ့မထိုင်နဲ့ဖြစ်နေလို့ရှိရင်ဒီချစ်တီးကိုသူယူလိုက်ပါလားဟမ်ဒါလောက်တော့ငွေမဲ့တဲ့ရောက်ခမလောင်းရုံဟာဒီကိုလက်စွပ်ရောင်းလို့ရတဲ့ငွေတုံးနဲ့တခါတည်းကိုဖိတ်တတ်ပြင်မယ်ဘာမှမပူနဲ့ကိုတရားလုံးရှိတယ်ဟဲ့ဘာပြောတယ်ရွှေနေငါ့ကိုငွေတုံးနဲ့ဖိတ်တတ်မယ်ဟဲ့လားသူတော့စိတ်တော့ဘာတူလဲနင်ကမတတ်ခဲ့လေငါကနင်ကိုအရင်လေတော့ပါတော့လာလိမ့်မယ်ငါပိုက်ဆံမရှိလို့ကွာပိုက်ဆံမရှိလို့မျက်နှာခဲ့တာပေါ့ပိုက်ဆံမောင်ရွှေမင်းဘယ်လိုဖြစ်နေတာလဲငါ့ကိုဖွင့်ပြောစမ်းပါမင်းကွာငါကောင်မလေးမင်းကြည့်တယ်မလားအေးသိတာပဲဒီကကွင်းအောင်တဲ့ကောင်မလေးမလားအေးငါကောင်မလေးနဲ့မရမမွေးငါနဲ့တိုက်တုံးနေတော့ရှိသွားပြီတုံးနေအခုတော့ချစ်တယ်ရောပဲကွာချစ်တယ်ရောပတ်စံဒါရကောင်ကလည်းမင်းကိုမကြည့်တော့ဘူးလားချစ်တယ်ပေါ့ချစ်တာမအသေးလေးချင်းနဲ့ဦးရဲ့တုံးနေတော့ချစ်တာခုလက်ရှိတွေ့တော့ညင်နဲ့မျက်ခွက်ဖြစ်နေစားပြီကွာမောင်စီကဘာဖြစ်လဲမင်းအဲ့ဒါယူလိုက်ပေါ်ပါလားဆိုလဲယူလို့မှမရတာကွာချစ်ကြီးကပိုက်ဆံနဲ့ပိတ်မှာကွာသူ့အမေကြီးကလည်းဘာမှမတတ်နိုင်ပြီးတော့ဒီကလေးညနေမမိုးတို့အိမ်မှာဗမာလူမင်္ဂလာဆောင်မယ်မနေ့ပြန်ကျရင်အဲ့ဒီချစ်တီးပူတူးစင်တဲ့အိမ်မှာကလားလို့နေတာဒီချစ်တီးမှာမရ3ယောက်တော့ရှိ3ယောက်ကြီးများတယ်အဲ့ဒီမရ3ယောက်ချင်းသူကအငယ်ဆုံးပြင်ဟိုးနောက်ဆုံးဖိတ်ကဟိုးအောက်ကမရအငယ်ဆုံးအမလီတော့ငါကျင်တာလို့ဘာဘာအဲ့ဒီအကြောင်းကိုသူ့အမေကြီးကမသိဘူးလားသိရပေါ့မောင်မရဲ့ဘူတူးစင်ရဲ့
ပတ်စံရှိတယ်မလားငါလူတမန်တမန်အနှုတ်အဆုတ်တယောက်ရဲ့မယားကြီးဖြစ်ရမှာလေဒီလူသူစင်ကရဲ့လေးယောက်ယောက်မယားဖြစ်ရမှာကောင်းကောင်းမမနေရမှာအဖွားရပုံမဲ့တာပေါ့မမလားပုံမဲ့တာပေါ့ကွာအဲ့ဒါဘောကွာဓနရှင်ကွာလားဆိုတာပတ်စံရှိတဲ့လူကမရှိတဲ့စင်းရဲသားကိုအနိုင်ယူတာအဲ့ဒါမျိုးငါတခင်မကြီးတော်ခင်မျိုးတင်ပြောတဲ့စကားကြီးမှန်တယ်ကွာမှန်တယ်မားတယ်အတားထားကြမှာကွာငါအခုဘာလို့မလဲငါဘာလို့ငါဘာမလုပ်တော့မဖွင့်ပါချစ်တော့အားရောက်မောင်လေးမင်းနေသားမှာကွာဒီမှာမင်းမမွဲကိုမင်းရစေမင်းငါတောင်းထားဟုတ်ပြီငါတောင်းထားဘူးအားလုံးထိုင်နေဒီကုန်းမထနဲ့တေသွားမယ်ကောင်းမလေးကောဝိုင်းခင်းရကထိုင်နေနမလာဟာကိုလိုညက်လာထားတယ်နော်တိတ်ကုန်ပဲမထားနဲ့ကိုလိုမြန်ပါမထားနဲ့တီလိုက်ကဲကျမဘယ်ခေါ်သွားကြမလို့လဲမောင်ရွှေစီခေါ်သွားလို့ကိုရွှေစီကိုရှင်တို့ကဘယ်သူတွေလဲမောင်မကျုပ်ကသူကဖိုးတို့ကိုရွှေရဲ့တငယ်ချင်းတွေကိုဟုတ်တယ်နေဦးမြအခုဖြစ်တဲ့ကိစ္စကိုကျုပ်နည်းနည်းမှမကြည့်တော့ကဲမြဆွေမျိုးသားချင်းတွေဒီလိုပဲလက်ပိုက်ကြည့်နေတာသူကိစ္စဒီလိုပဲကြည့်နေတယ်လို့တော့မဟုတ်ပါဘူးဆွေမျိုးသားချင်းရဲ့ဆိုလို့ကျမမှာအမေညီမလေးတယောက်တည်းပဲရှိပါမယ်မကြမ်းခဲ့ခင်ဗျာဟုတ်ပါရဲ့အဲ့ညီမလေးဆိုတော့ညီမလေးကတော့တန်ငယ်မျိုးကခင်မကြီးဒေါခင်မျိုးတင်ဥထင်ညိုအိမ်မှာလူလုပ်ပါတယ်ရှင်ဟုတ်ပြီဟုတ်ကဲ့တင်းနေပါရှင်ဟောရှိလားနေအားရမောင်လေးဒီမှာဟုတ်ကဲ့ဘာဖြစ်နော်ဟဲ့အလွန်တယ်မနေနဲ့တော့တော့ကျေးဇူးပဲတကယ်ကြီးကိစ္စမရှိလို့ပါကွာခေါ်ပါဟဲ့ဘယ်ကိုခေါ်တော့ဟိုမှာပြဿနာတက်တော့မှာပဲஐயசாமி ஔதி சாமி கூறிக்கொண்டிருக்கேன் வாங்கிலேயோ ஐயசாமி ஔதி சாமி நறிக்கொண்டிருக்கேன் வாங்கிலேயோ அன்போடு வாருங்கள் நண்பர்களே ஆக்கங்கள் அளித்திடுங்கள் அன்போடு வாருங்கள் நண்பர்களே ஆக்கங்கள் அளித்திடுங்கள் இன்பமான கூங்குகள் இனிமையான கூறிகள் சுவைத்து பாருங்கள் நண்பர்களே ஐயா சாமி ஔதி சாமி கூறிக்கொண்டிருக்கேன் வாங்கிலையோ ஐயா சாமி ஔதி சாமி கூறிக்கொண்டிருக்கேன் வாங்கிலையோ அன்போடு வாருங்கள் நண்பர்களே ஆக்கங்கள் அளித்திடுங்கள் அன்போடு வாருங்கள் நண்பர்களே ஆக்கங்கள் அளித்திடுங்கள் இன்பமான ஜோநகரும் இனிப்பான ஜோநகரும் சுவைத்தீடு பாருங்களே ஐயா சாமி ஔதி சாமி ஐயா வாங்கையோ பொன்னையா ஐயா சாமி ஔதி சாமிကဲကျန်တဲ့ဂျိုကလားတို့ရေအမအများကြီးတနာတယ်နော်ကျန်တဲ့ဂျိုတမဖိုးကြီးများတောင်ဝင်တယ်တချင်းဆက်မစုံနဲ့တော့နော်ကဲတမဖိုးပေးတော်လောက်ပါပြီကဲသွားကြတော့လေ
你也冇这办法，ဘာလဲကွာဒီကောင်မလေးကိုတွေ့ကျင်တယ်ဆိုပြီးတော့ငါတို့ဒီဝတ်ဆိုင်နဲ့ခက်စင်ရုပ်ဖြတ်ပြီးတော့လာတယ်ဒီအခုဒီကောင်မလေးကိုတွေ့တော့你ဘာမှမပြောဘူးဘာလဲကွာမင်းကောင်မလေးမျက်နှာမြင်ရတာငါရင်ထဲမှာအေးသွားပြီကွာဒါပဲပြတ်သမှာကွာအင်ရှင်တို့ရောအင်ရှင်တို့ရှင်ဘာကိစ္စပါလဲဆရာမတော်တင်းတင်းရှိပါလားဟုတ်တယ်ကျမပါပဲဟောလူတယောက်ကစာပေးခိုင်းနေလို့ပါကျွန်တော်တောင်းလိုက်ပါဦးဟုတ်ကဲ့တင်းမေမေကိုကျွန်တော်မတတ်ဘူးဆိုတာကိုယုံမှကျွန်တော်အပေါ်မှာယုံကြည်ရင်မနေ့ကကြိုက်ခေါက်ဖျားတောင်ဘက်မုတ်ကိုလာခဲ့ပါကျွန်တော်စောင့်နေမယ်ဘာမောင်ကျုပ်တို့ဗမာတွေကိုဒီလိုမျက်နှာပြူတွေကလာပြီးခုတ်သွေးစုပ်နေတာတခင်မောင်မောင်ရဲ့ဒီနေ့တော့မပြောစမ်းပါနဲ့ခင်စော်ရအင်္ဂလိပ်လိုပဲဒေတို့ပြောစမ်းပါကြည့်လေလူမှုရေးနိုင်ငံရေးစီးပွားရေးရောဘာသာရေးပါနဲ့နာနေတယ်ဗျသိလည်းပြောမနေကြနဲ့ဦးတော်တော်ကြာထောင်နှန်းစမ်းနေရအောင်ကိစ္စမရှိပါဘူးတခင်လာရကျုပ်တို့အထဲမှာတစ္ဆာဖောက်မဲ့လူမပါပါဘူးဗျကိုချင်းချင်းမဲ့ဆိုပြီးသိလည်းအထင်ကြီးမနေကြနဲ့ကျုပ်တို့သခင်လာပြောတဲ့စကားကိုထောက်ခံနေဗျဘာဖြစ်လို့လဲဆိုတော့ဟိုတလောကကျုပ်တို့တွေဒီကျုံဝါကလွတ်မြောက်အောင်နိုင်ငံခြားနဲ့ဆက်သွယ်တဲ့သတင်းကိုပေါက်ကြားသွားလို့တစီတန်းကြီးထောင်ထဲရောက်သွားတာမကြားလိုက်ဘူးလားအခုတော့ခင်ဗျားတို့ကျုပ်တို့တွေရှောင်ပြေးလာရတယ်မဟုတ်လားကျုပ်တော့သခင်ချစ်ထုံးသခင်လူမင်းနဲ့သခင်ထင်ကျော်တို့တဲကတယောက်ယောက်သစ္စာပေါက်တယ်ထင်တာပဲဘယ်သခင်ထင်ကျော်ကိုပြောနေတာလဲတညီကသခင်မဒေါခင်မျိုးတင်ရဲ့ယောက်ျားဟာလေဗျာ BOC ဒုတိယမန်နေဂျာသခင်ထင်ကျော်ကိုပြောတာပေါ့ဗျသခင်ထင်ကျော်တော့ထင်းမနေကြပါနဲ့ဒုခမဇနီးသိဆုံးလို့စိတ်တော့ကရောက်နေရှာတာမမေကအရေးကြီးခေါ်လို့ကိုဘမောင်လာတာပေါ့နော်ဟုတ်တယ်တင်းတင်းယုံတယ်မို့လားတင်းတင်းမေမေပေးတဲ့စာတော့ကျွန်တော်စားပလင်းနှင်းမောင်ပေးထားတယ်ယုံပါတယ်ကိုဘမောင်ရေကိုဘမောင်တင်းတင်းယုံပါတယ်စားပလင်းနှင်းမောင်ကကိုဘမောင်ကိုယုံမှုအရေးကြီးဆုံးပဲယုံလို့တရားခံအစ်စ်မပေါ်မချင်းကျွန်တော်ရှောင်ခိုင်းတာပေါ့တင်း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 အိမ်ပြန်ရောက်တော့ပလိတ်တွေလာပြီးသွားပြီကိုဘမောင်ရေမမေအလောင်းတော့တင်းတင်းမမြင်လိုက်ရအောင်တင်းတင်းရင်ကိုလည်းမတွေ့ရတော့ဘူးဖေဖေကိုမေးကြည့်တော့သူခွင့်ပေးလိုက်တယ်လို့ပြောတယ်ဟိုထူးဆန်းတာကရွှေဝါကြောင်လေးပါပြောက်နေတယ်နောက်ပြီးတော့မမေစာချုပ်စာတမ်းတွေထည့်ထားတဲ့စာအိတ်လည်းမရှိတော့ဘူးစာချုပ်စာတမ်းတွေဟုတ်လားဟုတ်တယ်ကိုဘမောင်ဦးထင်ကျော်ကမမေရဲ့နောက်အိမ်လာစားပလင်းနှင်းမောင်ပြောပြလို့အဲ့ဒီအကြောင်းကျွန်တော်သိပြီးပါပြီမမေနဲ့စာတွေ့စာကသူ BOC စည်ရင်းလေးဘဝပေါ့နောက်မှတစ်ဖြည်းဖြည်းရာထူးတက်လာတာအခုဆိုဒုတိယမန်နေဂျာအောင်ဖြစ်နေပြီစာချုပ်စာတမ်းတွေကိုတင်းဖေဖေဟိုဦးထင်ကျော်များယူထားလားမသိဘူးကိုဘမောင်မရှိတာတော့အခုမှသိရတယ်တင်းတင်းကိုကျွန်တော်တခုပြောချင်တယ်ကျွန်တော်တန်မှန်နဲ့နိုင်ငံရေးသမားတစုကိုကျွန်တော်လိုက်ပို့တော့ဦးထင်ကျော်ကိုနိုင်ငံရေးတစ္ဆာပေါက်တယောက်လိုကျွန်တော်ပြောတယ်ကြားတယ်ဟုတ်လားကိုဘမောင်အော်မမေအတူကနေရမမေဆွေတခင်ချင်းမောင်လာသွားတယ်နင်းကို तू ကသူနဲ့မမေဆုံးမနေရပဲစကား
ပြောခဲ့ကြသေးတယ်တဲ့ ဘာစကားတွေပြောလဲတင်းတင်းတိလား အဲ့ဒါတော့တင်းတင်းလဲဆက်မမေးလိုက်မိလို့မသိဘူးကိုပါမောင် ကျွန်တော်တို့တခင်ချင်းမောင်သွားတွေ့ရင်ကောင်းမှထင်တယ်ဘာစကားတွေပြောလဲဆိုတာသိရရင်သတင်းအစနာရမယ် ကိုပါမောင်လိုက်လို့ဖြစ်ပါမလား ဟာဟုတ်သားပဲအခြေအနေရတော့ကျွန်တော်လိုက်ရင်မကောင်းဘူးထင်တယ်အဲ့တော့တင်းတင်းပဲသွားကျွန်တော်အဲ့ဒီအိမ်သားစောင့်နေမယ်လေနော် ဟဲ့တိတိလာလာတယောက်ထဲပါလားသမီး ဟုတ်တယ်ပါပါ ဘာကိစ္စများလဲ တမီးလေးဘာဘာကိုတစ်ခုမေးစရာရှိလို့ပါ ဘာများလဲသမီး ဟိုမိမိမဆုံးနေမနဲ့ကဘာဘာနဲ့မိမိနောက်ဆုံးပြောသွားတဲ့စကားကိုတမီးသိချင်လို့ပါပဲ ထူထူတော့မဟုတ်ပါဘူးကိုထင်ကျော်အထူးအစည်းအဝေးရှိလို့သွားဖိတ်တာပါ အဲ့တော့ မခင်မျိုးတည်းကိုထင်ကျော်ရုံးကစောစောပြန်လာလို့သူကိုယ်တိုင်သွားပြောပြီးမယ်လို့ဘာကိုပြောသွားတာပဲအဲ့ဒီအချိန်ထိတော့မင်းမဘာအစိမ်အနှောက်ရှက်မှရှိဖို့မပေါ်တော့ဘာမြင်ခဲ့ရတယ် ကဲကျေးဇူးတင်ပါတယ်ဘာတမီးပြန်မအောင်မယ် ဟဲ့သမီးတယောက်တည်းပြန်လို့ဖြစ်ပါမလားဘာလိုက်ပို့ပြီးမယ်လေ ဖြစ်ပါတယ်ဘာဟိုတမီးတငယ်ချင်းတယောက်အိမ်ဝင်စရာရှိသေးတယ်ပြီးတော့မှသူ့လိုက်ဖို့ခံလိုက်တော့မယ် ဟာအေးဘာထူးခြားသေးလဲတင်းတင်း အော်မိမိပြောခဲ့တာကဖေဖေရုံးကနေစောစောပြန်လာဖို့မိမိကိုယ်တိုင်သွားပြောပေးမယ်တဲ့အဲ့ဒါနောက်ဆုံးပြောခဲ့တဲ့စကားပဲတဲ့ ဒေါ်လေးကသူကိုယ်တိုင်သွားပြောမယ်လို့ပြောတယ်နော်ကျွန်တော်တော့တင်းတင်းမင်မင်သွားခဲ့တဲ့ဦးတင်ညော်ရုံကောင်သွားကြည့်ချင်တယ် သွားလီကိုဘာမောင်ဘာကြောင့်သွားခြင်းလဲဆိုတာတော့တင်းတင်းမသိဘူးတင်းတင်းသွားခြင်းကမိမိစာချုပ်တွေအဲ့ဒီမှာရှိရင်မရှိဘူးဆိုတာတင်းတင်းသိရရင်တော့ပါပြီ ကျွန်တော်ကတော့ဆရာစားပလင်းနှင်းမောင်ကူညီတဲ့သဘောပါဆရာစားပလင်းနှင်းမောင်ကျွန်တော်ပြောတယ်တဲလွန်စားတွေးလို့ရှိရင်တဲ့အစအဆုံးတောက်လျှောက်လိုက်ရမယ်တဲ့ ကိုဘာမောင်ဘာမှမပူနေတော့အဲ့ဒီကရုံးဆောင်တရဝိုင်းကြီးကိုလည်းတင်းတင်းကသိတယ် ကဲတိကြတွေပါတွေခဏဘေးထိတ်ထားလိုက်နော်တင်းတင်းတနေ့လုံးဘာမှမစားသေးဘူးမလားကျွန်တော်တင်းတင်းမို့ခောက်ဆွဲလာစားလိုက် ကိုဘာမောင်ရောစားပါ ကျွန်တော်စားပြီးပါပြီဗျာတင်းတင်းစားဖို့ကျွန်တော်ဝယ်လာရောက်ရောက်
34စီးရင်ဒီဟမ်ဟာ ဒီမှာမိမိဆိုင်ကကနေတွေ့ပြီကိုမမောင်ဒီဖတ်ကြည့်ဒီလိုဆိုရင်ကိုမမောင်ပြောတဲ့နိုင်ငံရေးပစ္စည်းပါပါ ဟုတ်တယ်တင်းဥရင်ကြောပဲ အင်္ဂလိပ်အစိုးရကိုတည်နေပြီရာထူးတွေတိုးနေတာဟဲ့ခဏကလေးအိမ်ပြန်သွားတယ်အာနင်တို့ဒီကိုဘာလာလောက်တာလဲ ကျမတို့စကားပြောစရာရှိလို့ဖက်ဆက်အခန်းတော့ရှိလားယင် တော့အာမရှိဘူးတော့မရှိဘူးကောင်းပါလေ ဒန်ဝန်ရုပ်လိုက်ရှာတာမောတာပဲဒါဆိုရင်ကျမတို့လာတာဖက်ဆက်ကိုမပြောနဲ့နော် အာမပြောဘူးငါမပြောဘူး ကျမတို့သွားမယ် တင်းတင်းကိုကျွန်တော်တခုပြောချင်တယ်ဦးထင်ကျော်တင်းတင်းဦးလေးစာမှတ်ထားအကြောင်းတစ်ခုတော့ရှိမှထင်တယ် တင်းတင်းတော့ဘာမှမတွေးတတ်ဘူးကိုပါမောင် တင်းတင်းကြီးကကျွန်တော်တငယ်ချင်းတမန်တမန်မောင်ရွှေသူ့မိန်းမနဲ့ညီမတော်တယ် ဟုတ်လားကိုပါမောင် ဟုတ်တယ်တင်းတင်းပြောသလိုတင်းတင်းကြီးလည်းအိမ်မှာမရှိဘူးဆိုတော့ကျွန်တော်တော့တင်းတင်းကြီးအိမ်လိုက်သွားချင်တယ် တင်းတင်းလည်းလိုက်ချင်တယ်ကိုပါမောင်တင်းတင်းကြီးကိုလည်းတွေ့ချင်တယ်ပြီးတော့လည်းလေခုနေ့ကအကြောင်းသူသိချင်သိနေမှာနော် မလိုက်ပါနဲ့တင်းတင်းရဲ့တနေ့လုံးလည်းပင်ပန်းနေပြီဥစ္စာကို ဒီစမရှိပါဘူးကိုပါမောင်ရဲ့အိမ်မှာဒေါ်လေးလည်းရှိနေတာပဲတင်းတင်းလိုက်ချင်တယ်တော့ အိမ်မှာလားရှင်ဟုတ်ပါတယ်ဒေါ်လေးကတင်းတင်းရဲ့အမေပါဘာကိစ္စရှိလို့ပါလဲကွယ်ကျမတို့ကတငင်းရပါတင်းတင်းအိမ်ရှိသမီးပါတင်းတင်းနဲ့တွေ့ကြလို့ပါတင်းတင်းရေသမီးတင်တင်ရင်ရွာထိပ်ကတရားဘဝလင်းကြပြီဆုံးသွားပြီဟမ်အလောင်းကိုပလိတ်တွေယူသွားကြပြီဒေါ်လေးတင်းတင်းဆုံးသွားတဲ့နေရာကိုကျွန်တော်သွားကြည့်ခြင်းနဲ့အဲ့ဒါကျွန်တော်နဲ့တယောက်ယောက်ထည့်ပေးလိုက်ပါလားဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပဲဗျာလောင်းမင်းယူပြီးတော့လေဟိုရွာထိပ်ကတရားကိုလိုက်ပြီးတော့နစ်ကိုလေးနဲ့လိုက်ကြလိုက်စမ်းထားစမ်းပါကဲတင်းတင်းဒေါ်လေးနဲ့နေကြနော်တန်ကြီးဒါတူမကြီးထဲကိုလာအခုရှိပြီလို့သာပေါ့တင်းတင်းတယောက်တည်းဆိုရင်ဘယ်ကူမှလည်းလိမ့်နေမှာမဟုတ်ဘူးမမီကိစ္စဆိုရင်အစအနတော့ပေါ်မှာမဟုတ်ဘူးအခုလေ
တင်းနေရတရားပြန်ပြီပြဿနာတွေကပိုရှုပ်တဲ့ရှုပ်လာလက်ကျေသီးတောင်ပြတ်သွားရတယ်ဆိုတော့ယူရင်းကန်ရင်းနေပြီလားဒါမှမဟုတ်ဆွဲမိဆွဲရဆွဲလိုက်လို့လား တင်းတင်းရဲ့အဲ့ဒါတွေဘာမှမစဉ်းစားနဲ့တော့ဒီနေ့လုံးလည်းပြင်ပန်းနေပြီမို့လားအခုညအထိဇက်တိုက်ကြီးဆိုတော့ကြနေတမ်းမှန်ကြီးထိခိုက်နေဦးမယ် အကူကတင်းနေကိုစိုးရိမ်နေလားနော် ဒါတော့တင်းတင်းရဲ့ စိုးရိမ်ပါနဲ့အကူရဲ့တင်းနေမပြမမှာဘူးမမေကိစ္စအတွက်လိုက်ပြီးဆောင်မနေရလို့ပြင်မနာရမိပြီးတင်းနေပြတောင်းနေပါသေးတယ်ပြီးတော့လေအကူတိတ်ကျေးဇူးတင်တာပဲ ဟာဒီနေ့အဲ့ဒီကျေးဇူးတင်တာတွေအသာထားလိုက်အောင်ပြင်းပြင်းစိတ်ကဘလောက်ပဲခိုင်နေဆိုနေကိုခန္ဓာကသွေးသားနဲ့ဖွဲ့စည်းထားတာခံနိုင်မှာမဟုတ်ဘူးအခုပဲအချင်းကြည့်ပြီဒီနေ့တရေတော့အိတ်လိုက်ပါလားဟမ် အင်းနော် ဟာဒီနေ့ဘာလို့လဲချမ်းလို့လား啊，那个毛病，明明刚刚哈就了三瓜。哎，要，他抽了。ဆရာပြောထားတဲ့အတိုင်းတဲလွန်စားရရင်လိုက်ရမှာဆိုကျွန်တော်လိုက်ခင်တာ ကောင်းတယ်ပါမဘာဖြစ်လို့လဲဆိုတော့ပါဦးထင်ကျော်ရဲ့ personal file ပေါ့လေသူ့ရဲ့ကိုကြီးကိုယ်တော်ကိစ္စကိုရတော့အတန်ဖို့တန်တာပေါ့နောက်တစ်ခုကဝင်းဆက်လက်တစ်ခါရရတယ်ဝင်းဆက်တစ်ခုလက်တစ်ခါရရတယ်နိတင်တင်ကြီးစီရောက်တော့လေကျွန်တော်တို့နောက်ကျသွားပြီဆရာတင်တင်ကြီးအလောင်းကိုပလိတ်တွေကတင်းသွားနေလို့ပြောကြတယ်ငါဒီကိစ္စနဲ့ပတ်သက်ပြီးတော့က information ကရှိမှရတယ်တရင်ကရပြီအလောင်းကိုငါကိုယ်တိုင်တွားကြည့်ပြီဆရာတင်းတင်းကြီးကျသွားတယ်တရားအောက်ရွှွနေမှာလက်ကျဲဒီအပြက်ကလေးတစ်ခုကျွန်တော်ကောက်ရတယ်ဆရာဟုတ်တယ်မဘာမောင်မင်းတော်တယ်ဒီဥစ္စာကတရားပေါ်မှာကောက်ရတယ်နောက်တစ်ပိုင်းအမင်းပြီနော်ကဲမင်းတို့လည်းမနေ့တည်းကထွက်လာတယ်အနာမသိဘူးဟုတ်တယ်မလားမူလည်းလင်းနေပြီဒီနေ့တော့ကော်ဖီလေးတောက်တော့တော်ပြီနှစ်ခွက်ပေးပါဗျာဟုတ်ကဲ့ရှင်တင်းတင်းကိုမဟန်နေတော့ကဲမင်းတို့လည်းနားကျင်ရောအဲ့တော့ငါနဲ့တပါးလေးလိုက်ပေါ့ဟုတ်ကဲ့noကော်ဖီတောက်အောင်လေကော်ဖီတောက်အဲ့တော့ဘာမောင်ကပုံနေရတယ်နော်ပုံနေရမယ်တင်းတင်းမြင်ကအိမ်မပြန်မရှောင်းနေကောင်းမယ်ဟုတ်လားရောက်နေတယ်အေး
哦，参加吧，参加吧，别知道。不听就话太忙。ကိစ္စအထူးရှိပါလားဦးနိုင် ဒါစားပလင်းနှင်းမောင်အင်းစိန်စီရကြီးရ ဟောနိုင်စုမေကျူ တခြားကိစ္စတော့မဟုတ်ပါဘူးကျွန်တော်တို့ဥထင်ကျော်ကိုဖမ်းလို့လာဦးမနိုင်ဖမ်းဝရမ်းတစ်စိတ်တော့ပြလိုက် ဟာကျွန်တော်ဒီလိုအလွယ်တကူပြောပြီးဖမ်းနေဆိုလို့ဖေရမလဲကျွန်တော်ဘာကြောင့်ဖမ်းနေဆိုတာလဲရှင်းပြအောင်တော့ဗော ဟုတ်ပါတယ်ခင်ဗျရှင်းပြရမှာပေါ့ကျွန်တော်နားလည်ပါတယ်ခင်ဗျဒီလိုရှိတယ်ဥထင်ကျော်ကြီးဒေါခင်မျိုးတင်သိမဲ့နေ့ညနေ3 နာရီခွဲလောက်မှာတကယ်ချင်းမောင်ဒီကိုလာပြီးတော့ကစီးဝေးရှိတယ်ဆိုတဲ့အကြောင်းကိုဖိတ်တော့ဒေါခင်မျိုးတင်ကလည်းတယောက်ကြာည6 နာရီလောက်မှာအိမ်ကျရောက်မယ်ဆိုတော့ကဒီစီးဝေးကလည်းနိုင်ငံရေးစီးဝေးဖြစ်နေတယ်တိုင်းပြည်တွေလည်းအင်တာမအရေးကြီးတယ်အဲ့တော့တယောက်ကြာသူသွားပြောမယ်ဆိုပြီးတော့ကရုံးကိုလိုက်သွားတယ် ဟဲ့မောင်ထော ဗျာ ဒီမှာပါဟဲ့ ဟော ညက်ဆရာကော ဆရာမန်နေဂျာကြီးခေါ်လို့ခဏလိုက်သွားတယ် ငါသူနဲ့တွေ့ကြလို့လာခဲ့တာမောလိုက်တာဟဲ့ မဆရာကြီးခန်းထဲမှာခဏလေးစောင့်နေပါလား အေးကောင်းပါပဲ ဒီမှာလည်းမိုးတွေကနေလေမရ ဟိုရွာနေရွာပါဒီကိစ္စမရှိပါဘူး နင်တော့စောက်ပါအောင်လား နင်းဆရာပြန်လာရင်သာပြောလိုက်ဒါရေးကြည့်တဲ့ကိစ္စနဲ့လာတာလို့ဒါလည်းငါပြန်မယ် ဟုတ်ကဲ့ အဲ့ဒီမှာဒေါခင်မျိုးတစ်အနေနဲ့ဘာကိုတွေ့တယ်လို့အထင်ကျော်ထင်တယ် ခင်ဗျားတော့စိတ်ကူးကောင်းတဲ့လူပဲဘာတွေ့ရဆိုတာကျုပ်မသိဘူးသိကြလည်းမလို့ အဲ့ဒီမှာဒေါခင်မျိုးတစ်အနေနဲ့စာရေးစာတမ်းတွေအများကြီးသူဖတ်ခဲ့ရတယ်အင်္ဂလိပ်ကိုတချို့လုပ်ပြီးတော့ဗမာလူမျိုးကိုတစ္ဆာဖောက်မဲ့စာရေးစာတမ်းတွေသူဖတ်ခဲ့ရတယ်ကျွန်တော်ရှိမှလည်းအဲ့ဒီစာရေးစာတမ်းတွေကိုကိုတိလက်ကိုဖတ်ခဲ့ရတဲ့လူတွေရှိတယ်အင်မတန်မှမျိုးရှိစိတ်ရှိတဲ့ဒေါခင်မျိုးတင်ကအဲ့ဒီစာတွေကိုဖတ်ပြီးတော့ကအဲ့လိုယူကျုံးမြဖြစ်ပြီးတော့ကဒေါခင်မျိုးတင်ခင်ဗျာမှာမိုးရဲလေထဲမှာပြန်လာလို့ဝစားတွေဟာရေဆိုးနေတာပေါ့အဲ့ဒီရေဆိုးနေတဲ့ဝစားကိုဘုံပြတ်ပတ်မောင်ရောက်သွားတဲ့အခါကျတော့အဲ့ဒါတွေတွေ့အဲ့ဒီတော့ကဒေါခင်မြတ်တင်ကသူ့ဝစတွေကိုသူလဲလိုက်ပါလဲပြီးတော့ဥထင်ကျော်စီဝေးမတက်နိုင်ကြဘူးသူကြောင်းကြကျင်တော့ကစာရဆောင်ကောက်ရှိတယ်ဘာမောင်ဘုံမြေဘာမောင်မင်းငါရှိလာစမ်းငါမင်းကိုခိုင်းရတဲ့တခုရှိတယ်ဆိုပြီးတော့အင်္ဂါလူကြောင့်နဲ့လွတ်ပြီးအဲ့ဒီစာကိုဘာမောင်ရှိပြီးပို့လိုက်
ကိုကြီးဝမ်းနေ ကိုကြီးသိမသုံးနော် အပေါ်မှာမမီးရှိ ဒီကြောင့်ကိုချစ်ရဟာဒီကြောင့်ကိုချစ်ရ တီတီဦးထင်ရောပြန်လာပြီလားပြန်လာပြီမမီးကိုကြီးလောလာရင်လည်းတောက်တယ်နော်ဦးထင်ရောအပေါ်ခဏကြရပါ လာမယ်အခုပဲပြန်လာဟဲ့ ကိုလုတ်ထားတဲ့လူကိုမသိတော့ဘူးလားဟာလေကျမဒီနေ့ရှင်းလုတ်တဲ့ကိုရောက်ခဲ့တယ်မင်းဘာသွားလို့လဲသခင်ချစ်မောင်ကအရေးပေါ်အစည်းအဝေးရှိနေဆိုပြီးရှင်းကိုဖိတ်လို့ဒီအစည်းအဝေးကိုရှင်းအချိန်မီတက်ပါသေးဆိုပြီးကျမလာပြောတာရှင်းကိုမတွေ့ရဘူးဒါနဲ့ရှင်းတဲ့ဘက်ကိုကျမရှောက်ရှင်းတော့ကိုရေးကိုတာတိုင်နေတာရှင်းဆောင်တွေ့ခဲ့တယ်ဒီနေ့ကိုထင်းရောကျမမျက်နှာကိုလည်းရှင်းမထောက်တိုင်းပြည်ကိုပူစားပြူရဲ့သခင်တွေပေါ်မှာလည်းတစ္ဆာထောက်ရှင်အင်္ဂလိပ်တချို့များလုံးဝလူရဲ့ပလီကိုထင်ရောလေမရှင်းပြရဘူးအိုးဘာမှရှင်းမနေနဲ့တို့ကမှအစည်းအဝေးသခင်တွေဘာမှထွေးရခိုင်းနေထောင်ထဲရောက်နေတာလက်သက်တတ်တော့ရှင်းလက်ချက်ကိုရှင်းလက်ချက်အသားလေးကနောက်ရှင်းဒီမှာပြောတာကြီးလည်းနားအောင်ဘာမှပြောမနေနဲ့ကျမကိုရှင်းပြောဖို့မလိုဘူးအစည်းအရုံးနဲ့လူကြီးတွေကိုရှင်းသွားပြောသူတို့ပေးတဲ့အပြစ်ကြောင့်ကိုရှင်းခန့်ငါ့ကိုရှင်းလုံးဝမပေးတော့ဘူးလားမှတ်တယ်ဒီမှာငါပေးတဲ့သတင်းကလည်းသူတို့ထဲကတီယူသားသမားတွေကမဟုတ်တာကြံသေးလို့ပဲရှင်းပြောရင်သူတို့ကနိုင်ငံခြားလက်နဲ့အကူအညီယူပြီးပြန်တိုက်နေတယ်အင်္ဂလိပ်ကိုပြန်တိုက်နေတယ်ဒါမဖြစ်နိုင်တာလေအားလုံးဒုက္ခရောက်အောင်ရမှာပေါ့ပြောမှပြောရဲ့ပလီကိုထင်ရောရဲ့လွတ်လပ်ရေးကိုဒီလိုမကြိုးစားလို့မရဘူးရှင့်ကိုရာတို့တက်ဖို့ကိုတူဦးတဲ့ကောင်းစားဖို့အင်္ဂလိပ်တချို့လုတ်ပြီးမှတက်ရမှာလားကျမမလိုချင်ဘူးဒါငါတယောက်ထဲတည်းမဟုတ်ပါဘူးကွာမင်းတို့သားမီးကျမတို့တက်ကိုဆွဲမထည့်ပါနဲ့ဆွဲထည့်တာမဟုတ်ပါဘူးငါသိနာဘာစေတနာလဲဒီကနေ့ဟာလေကျမဝန်းနေဆုံးနေပဲပြီလားကျမဝန်းနေဆုံးနေပြီကျမကိုယ်ကာယအစိတ်ပိုင်းကြီးဘယ်လိုပဲလှုပ်ရှားနေနေကျမရဲ့သွေးသားကျမရဲ့အသေးနှလုံးနဲ့ရက်ခိုင်းသွားသလိုခံစားရရတယ်ဒီအကြောင်းကိုသိတဲ့အချိန်ကစပြီးကျမခံစားနေတာကျမခံစားနေရတယ်ကျမမင်းဘာတွေပြောနေတာလဲကွာဟမ်ကိုတင်ရောရှင်လူကြီးရဲ့ရှင်မှာအင်္ဂလိပ်တချို့မလုပ်တော့ပါဘူးပေးတဲ့အဖြစ်ကိုလည်းခံယူပါမယ်လို့ရှင်ကလေးပေးရမယ်အဲ့ဒီကလေးကိုရှင်ပေးမလားမပေးဘူးလားပြောကြမအောင်ပြောမတင်ဒီကိစ္စမင်းနဲ့ငါနဲ့နှစ်ယောက်ထဲပြီးတဲ့ကိစ္စပါနှစ်ယောက်ထဲပြီးတာမှန်တယ်ဒါပေမဲ့ဒါကိုဖုံးထားလို့ကောင်းမလားလို့ရှင်ဒီကလေးကိုပေးမလားမပေးဘူးလားပြောငါသိတော့လို့ကိုထင်ရောဦးတော့ကိုထင်ရော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 
ဖြေမပေးသေးပဲနဲ့ကျုပ်မိမကိုကျုပ်တတ်ပါတယ်လို့ဆွဆွဲလို့ခင်ဗျားစိတ်ကူးကောင်းပါလားဒါမဲ့ကျုပ်မိမကိုကျုပ်တတ်တဲကလေးစီဇလန်းကမပြီးသေးပါဘူးကျွန်တော်စာဆုံးပြောပါဦးတစ်စိလောက်သိခံမိတာခင်ဗျားတို့လင်မယားအချီချပြောနေတာကိုနော်လေကရင်ကနေပြီးတော့ကမတ်တီကြီးကစာဆုံးနားထောင်နေတယ်တောက်မိတဲ့ကြောင်လေးရဲ့ကျမ်းမြေပေါ်မှာဖိတ်နေတဲ့အဲ့ဒီအစိတ်နို့တွေပလိတ်ကိုမတိုင်ခင်ခမရဖြောက်ပြစ်ပြစ်တယ်ခမရအရင်ရောက်လာတဲ့ဘုံပြတ်ပေါင်းကဒေါ်ကေပြုတ်တိဘေးနာမှာအဲ့ဒီနို့ဆိရှိတဲ့နို့လေပေါင်ဝန်းကျင်မှာရှိတဲ့ဟာတွေအကုန်လုံးသေသွားတဲ့ကြောင်လေးအစအကုန်လုံးဘာတွေရှိတယ်ဆိုတာကိုကျွန်တော်ပြောပြီးကျွန်တော်ကိုပြောပြီးလို့သေသွားတဲ့ကြောင်လေးကိုခင်ဗျား channel မှာခင်ဗျားပြုတ်ထားတာကိုကျွန်တော်ကပေါ်ပြီးကြောင်လေးအလောင်းကိုကျွန်တော်တို့ရပြီရှိတယ်ဆေးရုံမှာဒေါက်ခင်မျိုးတင်အလောင်းကို post mortem လုပ်ကြည့်တဲ့အခါကျတော့ခေါင်းကဓာတ်ကြောင့်သေတာမဟုတ်ဘူးတဲ့ဆရာကစိတ်ကြောင့်သေရတာဆိုပြီးတော့သူ့ရဲ့ report ထဲမှာရေးထားတယ်ကျွန်တော်တို့ကစဉ်းစားကြတယ်ရှိတယ်။ကောင်းပြီ။ဦးထင်ညိုကိုဘာဖြစ်လို့တင်တီကနိုးထဲမှာစိတ်ကပ်ပြီးတော့တိုက်တယ်လေ။ကြောင်းရှိရမယ်။ကြောင်းရှိရမယ်။ဒါပေမဲ့ကျွန်တော်တို့ရှားစရာမလိုတော့တင်တီကသူ့အမမမွေးဘူး။ဖြစ်မှာအားလုံးကိုသူပြောပြီးပြီ။မထိုင်းနေတာမမွေးဆိုတော့သူပဲ။ဦးထင်ညိုနဲ့တင်တီနဲ့ကျူးကျူးလုံးလုံးဖြစ်ခဲ့ရနေပြီးတော့တတီမှာကိုဝင်ရှိတယ်ပေါ့ဗျာ kiss my language ဘယ်လိုပါအဲ့တော့ကိုဝင်ရှိတော့ကတတီကသူ့ကိုအင်းဆောင်မီဒီယာအောင်ထားပေးဖို့တူခင်ဗျားကိုသူပြောခင်ဗျားဒီကလေးကိုဖျက်ချဖို့ကြိုးစားဒါပေမဲ့ဟိုတယောက်ကမရဖြစ်နေဒါသင်္ကန်းစာယူဖို့ကောင်းပါတယ်ဗမာမျိုးသမီးလေးတွေသင်္ကန်းစာယူဖို့ကောင်းပါတယ်ဗမာအိမ်နေမဲ့အိမ်ဦးနာယောက်ျားတွေရဲ့ခြေတော်တင်ခံရတာအင်းစီမာလေးတွေအများကြီးရှိတယ်ဒီကနိုးထဲမှာစိတ်ထည့်ပြီးတော့ခမရကိုတတ်ဖို့ကြိုးစားတယ်ဒီနို့ကိုခမရကမတော့မိဘူးဒေါက်ခင်မျိုးတင်ကတော့မိပါတယ်ဒါကြောင့်မို့လို့လေဒေါက်ခင်မျိုးတင်ကတည်ရှိအဲ့တော့တင်တီဟာစိတ်ပြက်လက်ပြက်နဲ့ပလိလက်ကိုအမယ်ဆိုပြီးတော့ကတွန်တိတ်မှရှိတဲ့သူ့အမေအိမ်ကသူထွက်လာခဲ့ရှင်းပါနော်ဇက်ကယေယေ
လူမိုက်လို့စင်တော့ကျေးဇူးရှင်မင်းတရားရှာတာမောင်ကပြောနေတယ်မင်းတို့လဲနာကွာအိုးရှင်လျာရဲ့ကြောင့်ကျမရဲ့အပြူရပြက်ခဲ့တာဒါလည်းရှင်ကျမကိုမြဲဦးတဲ့သူတို့ကြောင့်လုံးလို့လားကျမအခုပလေးလက်ထဲအပ်ပြီးတော့အားလုံးဖွင့်ပြမလာခဲ့တာရှိအိုးလို့တရားပေါ်မှာတင်းတင်းနဲ့ရုံးရင်းဆက်ကဖြစ်တုန်းကဥထင်ကျော်ရဲ့လက်ကပြုတ်ကြရင်ခဲ့တယ်ကျေသည်ဟုတ်ပါလားမကြည့်ဟုတ်ပါတယ်ဗျာဟုတ်ပါတယ် ဝန်ခံတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဥထင်ကျော်ကိုလာဖမ်းနေဆိုတာကလည်းမခိုင်လုံမဲ့တော့ကျွန်တော်တို့ပဲဖမ်းမလဲဗျာဖမ်းလို့လည်းမကောင်းပါဘူးလူကြီးလူကောင်းတည်းဟုတ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့လာဖမ်းရခြင်းဖြစ်ပါတယ်ကဲပြမနိုင်ဘုရားတိုင်းလို့ရှင်းပါဟဲ့ရှိပါလေဘာကိစ္စရှိလို့ပါလဲရှင်ရှိလို့ရှိရင်အောက်ခဏပြင်းခဲ့ပါတခါပြောကြရှိလို့ကိုမမောင်မင်းဘုံပြဖမ်းမမဟုတ်ပါတယ်ခင်ဗျာမင်းတို့လူသားမှုနဲ့ဖမ်းမယ်ကျွန်တော်စားလေးနှင်းမောင်ဒီအိမ်ပို့ထားတာဗျပို့တာမပို့တာတို့မသိဘူးကွာတောင်းဝင်ရတို့ကဖမ်းတယ်ဖမ်းရမယ်ဖမ်းလို့ပဲဖြစ်နေဥထင်ကျော်ကိုဖမ်းရမယ်ပြောတာပါဖမ်းလည်းဖမ်းပြီဥထင်ကျော်ကိုဖမ်းတာအကြောင်းရှိတယ်ပြင်းမှုတွေများလုံးအကြည့်မဖမ်းလို့မဖြစ်လို့တောင်းမှုကိုဖမ်းတာပါဟာလေအဲ့မဘာမောင်လေတင်းပေါက်ပေါက်ပါလောမင်းသွားခြင်းနဲ့ရှိသွားလို့ရပြီဟုတ်ပြီကျေးဇူးအများကြီးတင်ပါတယ်ဆရာကျေးဇူးအများကြီးတင်ပါတယ်ကဲကောင်းပါပြီသွားမယ်ဟုတ်ကဲ့ကောင်းပါပြီနော်ဟုတ်ပြီနော်လိုက်သူဘုံပြပ